ตายามุติตะขณะမြတာဖြစ်တယ်မတမအချိန်တိုတောင်းတယ်အချိန်တိုတောင်းတော့လေလူတွေကตายာမြဲตายာနေဘသူကြောင့်ตายာတာလဲဆိုဟောဒီဘဝတဏှာကြောင့်ตายာကျင်တတ်တယ်ဘလောက်ပဲဘဝကြီးဟာဒုက္ခရောက်ရောက်မျက်ရည်တုပ်ပြီးတော့ပြုံးတော့တာပဲလူတွေနော်မျက်ရည်တော့ကြလိုက်တာပဲငိုလိုက်တာပဲပြီးရင်တော့ပြုံးသွားပြီကလေးလေးတွေနဲ့အမတန်တူတယ်မိဘလောက်တဲ့လူကကလေးလေးကိုဆုံးမလိုက်ရိုက်လိုက်လို့ရှိရင်တင်မလေးပုတ်ပြီးတော့ပြင်မဲ့ရောက်တော့ရည်နေတယ်အဲ့ဒါလည်းပဲလောကလူသားတွေဟာဒီနားမျက်ရည်ကျပြီပဲလို့ဟိုနားကျတော့ပြုံးနေကြပြန်အကြခင်ကအလုံးကြားလိုက်ကြလိမ့်မယ်ကလေးကြီးလှုပ်ပြီးတော့ဂျပန်နိုင်ငံမှာလေဒုက္ခရောက်နေကြအဲ့ဒါလို့ဒုက္ခရောက်တဲ့အခါလူတွေဟာစိုးရိမ်ကြတယ်ထိတ်လန့်ကြတယ်တုန်လှုပ်ကြတယ်ငိုကြတယ်ပြီးတဲ့အခါကျတော့ပြီးဆိုရင်တခါပျော်ကြဗျာအမှတ်မရှိတဲ့လူတွေပဲမှာ